မြင်ချစ်တဲ့ရှစ်ပရိသတ်ကြီးမင်္ဂလာပါရှင်ဒီနေ့ပုံပြင်လေးကိုစလိုက်ကြရအောင်နော်ဘေရှနုကသူ့အင်းရှိမှာထင်းလုံးကြီးတွေခုတ်နေခဲ့တယ်အဲ့ဒီချိန်မှာပဲသူ့အဖေရာဂျီရောက်လာပြီးပြောလိုက်တယ်ဟေးဘေရှနုသားဒီနေ့တောထဲကိုထင်းသွားမကောက်ဘူးလားမဟုတ်ဘူးအဖေမနေ့ကပဲကျွန်တော်ထင်းတွေအများကြီးတဲလာခဲ့တယ်အဲ့ဒါတွေကိုပဲခုတ်နေတာပါနောက်မှဈေးတွေတွားရောက်လိုက်မယ်အေးအဲ့ဒါကောင်းတာပေါ့ဒါနဲ့သာအဖေမင်းအတွက်သဘောကျစရာမိန်းကလေးတယောက်ရှားထားတယ်ဒါကြောင့်မင်းမနှက်ဖန်အဲ့ဒီကိုတစ်ခေါက်သွားလိုက်အောင်ဗျာဘယ်ကိုသွားရမှာလဲပြီးတော့အဖေကျွန်တော်အတွက်မိန်းကလေးရှာနေတယ်ဆိုတာဘာလို့ကြိုးမပြောတာလဲပြောဖို့မေ့သွားလို့ပါတာရဲ့ဒါပေမဲ့အဲ့ဒီမိန်းကလေးကတကယ်ရှောပါတယ်နင်းနေတော့စင်းရတယ်အဲ့ဒါမင်းအတွက်အစင်မပြေတာမျိုးရှိလားမဟုတ်တာဖေကကျွန်တော်အတွက်ဘာမှအစင်မပြေစရာမရှိပါဘူးကျွန်တော်တရက်နှစ်ရက်အတွင်းသွားတွေ့လိုက်ပါမယ်မဟုတ်ဘူးတရက်နှစ်ရက်မဆောင်နဲ့မနေ့ဖန်ပဲသွားရမယ်ဘာလို့လဲဆိုတော့သူကစောင့်ရတာကိုလုံးဝမချိတ်ဘူးအဲ့ဒါကိုကြတော့ဘေရှနုခဏလောက်ငြိမ်သွားတယ်ပြီးတော့ရာဂျီကအဲ့ဒီကနေထွက်သွားခဲ့တယ်ဘေရှနုတို့ရွာအကြောင်းပြောရမယ်ဆိုရင်တော့ဒီရွာရဲ့ဒလေးကတခြားနေရာတွေနဲ့ပြောင်းပြန်ပေါ့ဒီမှာကယောက်ျားလေးတွေမင်္ဂလာဆောင်ပြီးရင်မိန်းကလေးအိမ်ကိုလိုက်နေကြရတယ်နောက်တနေ့မနေ့မှာတော့ဘေရှနုအဝတ်စားလဲပြီးပြင်ဆင်ပြီးရာဂျီကိုပြောလိုက်တယ်အဖေကြည့်ပါဦးကျွန်တော်ဘလို့နေလဲကြည့်ကောင်းရဲ့လားဟင်ဆိုလိုတာကမင်းကဘာလို့ဒီလောက်တောင်ချက်နေတာလဲကြည့်စမ်းမင်းရှက်နေပုံကမိန်းကလေးကြနေတာပဲမဟုတ်ပါဘူးအဖေဟာကျွန်တော်ကပထမဆုံးအချိန်မှာဘာမှအမှားအယွင်းမဖြစ်စေရှင်လို့ပါကျွန်တော်တို့အရှင်တွေကိုလည်းအဖေသိသားပဲအေးပါအဖေအကုန်သိပါတယ်ဒါကြောင့်လဲစင်းရတဲ့မိန်းကလေးကိုရှာထားတာပေါ့ဘာလို့လဲဆိုတော့ရှမ်းတာတဲ့မိန်းကလေးကမင်းကိုနှိမ်ထားမှမျိုးအဖေမလိုလားဘူးဟုတ်ကဲ့အဖေဒါဆိုကျွန်တော်သွားတော့မယ်နော်အေးသွားအဆင်ပြေရင်အဖေကိုအကြောင်းကြားအောင်ဟုတ်ကဲ့ပါအဖေဟုတ်ကဲ့အဲ့ဒီနောက်ဘေရှနုထွက်သွားခဲ့တယ်ဘေရှနုထွက်သွားပြီးနောက်ရာဂျီကသူ့ဘာသာသူပြောလိုက်တယ်အိုးဖယားသခင်ကျွန်တော်သားအတွက်ကောင်းမွန်တဲ့အဖေါ်တယောက်ရပါစေဒါပဲကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်မှားခဲ့တဲ့အမှားမျိုးကျွန်တော်သားထပ်မမှားပါစေနဲ့ဒါကြောင့်လဲစိတ်ရတဲ့မိန်းကလေးကိုရွေးခဲ့တာပါရှမ်းသာတဲ့မိန်းမနဲ့လက်ထပ်ခဲ့လို့ကျွန်တော်အများကြီးနောင်တရနေရတယ်သူကကျွန်တော်အကြောင်းကိုလည်းမစင်စားခဲ့ဘူးသူ့သားအကြောင်းကိုလည်းမစင်စားခဲ့ဘူးဒါကိုပြောရင်ရာဂျီစိတ်မကောင်းဖြစ်သွားခဲ့တယ်ရာဂျီရဲ့ဇနီးကအရန်ရှမ်းသာတဲ့မိသားစုကဖြစ်ပြီးဘေရှနုမွေးပြီးတာနဲ့အိမ်ကနေထွက်သွားခဲ့တာပေါ့တစ်ဖက်မှာတော့ရှန်တနီကသူ့အိမ်မှာထိုင်ပြီးဘေရှနုကိုစောင့်နေခဲ့တယ်ဒီနေ့ရှန်တနီကအရန်လှတဲ့ဆာရီဝတ်စုံကိုဝတ်ထားခဲ့တယ်သူကသူ့ဘာသာသူပြောနေခဲ့တယ်ကျမရဲ့အဖေါ်ဖြစ်လာမဲ့အဲ့ဒီလူကဘလို့လူမျိုးဖြစ်မလဲမသိဘူး။အိုးဖယားသခင်ကျမလက်မထက်ရှင်ဘူးဆိုတာအရှင်သိပါတယ်။ဒါပေမဲ့မိသားစုအတွက်ကြောက်တာဒီလက်ထပ်ပွဲကိုလက်ခံလိုက်ရတာပါ။ဘာလို့လဲဆိုတော့ကျမရဲ့ပထွေးလေးကကျမရဲ့အမွေတွေကိုသိမ့်ပိုက်ရှင်နေလို့ပဲ။ဒါကိုပြောပြီးရှန်တနီကအင်းရှိထွက်ပြီးလမ်းလျှောက်နေခဲ့တယ်။အဲ့ဒီချိန်မှာပဲရုတ်တရက်လူငယ်တယောက်ကိုသူမတွေ့လိုက်ရတယ်။အဲ့ဒီလူငယ်ကိုမြင်တာနဲ့ရှန်တနီကမှတ်မိသွားပြီးစိတ်ထဲကနေပြောလိုက်တယ်။ကြည့်ရတာသူမနဲ့လာတွေ့မယ်ဆိုတဲ့သူကဒီလူပဲထင်တယ်။တစ်ဖက်မှာလည်းရှန်တနီကိုမြင်လိုက်ရတော့ဘေရှနုနည်းနည်းထိုက်လန့်သွားတယ်။ဘာလို့လဲဆိုတော့သူကမိန်းကလေးတယောက်နဲ့ဒီလိုမျိုးပထမဆုံးချိန်သူမနဲ့တွေ့ဖို့လာခဲ့ပြီးအဲ့ဒီနောက်မှာတော့ရှန်တနီရဲ့အိမ်ကိုရောက်လာပြီးပြောလိုက်တယ်မင်းနာမည်ကရှန်တနီလားယင်ဟုတ်ကဲ့ကျမနာမည်ကရှန်တနီပါရှင်ကဘေရှနုလားဟုတ်ပါတယ်မင်းပြောတာမှန်တယ်ကိုနာမည်ကဘေရှနုပါဒါကတကယ်ကိုကောင်းတာပဲအိမ်ထဲကိုကြွပါအောင်ကြွပါအဲ့ဒီနောက်မှာတော့ရှန်တနီကဘေရှနုကိုအိမ်ထဲခေါ်လာပြီးပြောလိုက်တယ်ရှင်အဖေကကျမကိုရှင်အကြောင်းပြောပြထားပါတယ်ရှင်ကထင်းခုတ်သမားတယောက်ဆိုတာလေဟုတ်ကဲ့ကိုကထင်းခုတ်သမားပါ
ထင်းခုတ်ပြီးပဲကို့ဘဝကိုရပ်တည်နေတာပါဒါနဲ့မင်းအတွက်ဒါကအစင်မပြေတာမျိုးရောရှိလားမရှိပါဘူးကျမအတွက်ဘာပြဿနာမှမရှိပါဘူးတကယ်လို့အစင်မပြေဘူးဆိုရင်ကျမအစကတည်းကလက်ထပ်ဖို့ညှင်းလိုက်မှာပေါ့ဒါကိုကြားတော့ဘေရှင်နူအနှင်းငယ်အံ့ဩသွားတယ်အဲ့ဒီအခါမှာရှန်တနီကပြောလိုက်တယ်ကျမအိမ်မှာကျမကလွဲလို့ဘယ်သူမှမရှိဘူးဒါကြောင့်လက်ထပ်ပြီးရင်ရှင့်အိမ်ကိုမလိုက်ပဲကျမအိမ်မှာပဲနေမှာပါဟုတ်ကဲ့ကိုသဘောတူပါတယ်ဘာပြဿနာမှမရှိပါဘူးကောင်းပြီလေဒါဆိုရင်တကယ်ကိုကောင်းတာပဲဒါဆိုကျမတို့ဒီနေ့ပဲလက်ထပ်ကြလိုက်ရအောင်ဟမ်ဘာတွေပြောနေတာလဲဒီနေ့ပဲလားဒီလောက်တော့မြန်မြန်ဆန်ဆန်ကြီးလားဒါပေမဲ့အရင်ဆုံးကို့အဖေနဲ့စကားပြောရအောင်မယ်ဘာဖြစ်လို့လဲကျမကိုရှင်သဘောမကျလို့လားမဟုတ်ပါဘူးအဲ့ဒီလိုမဟုတ်ပါဘူးကိုဆိုလိုတာကမင်းကိုသဘောကျပါတယ်ကိုသဘောကျပါတယ်ဒါဆိုရင်ဘာဖြစ်လို့လဲလက်ထပ်ကြရအောင်လေရှန်တနီရဲ့ပါဇက်ကနေရုတ်တရက်လက်ထပ်ဖို့စကားကိုကြားလိုက်ရတော့ဘေရှင်နူအနှင်းငယ်အံ့ဩသွားတယ်ဒါပေမဲ့နောက်တော့သူကရှန်တနီနဲ့အတူဖះเจ้าကိုလိုက်လာခဲ့တယ်ဖះเจ้าကိုရောက်တဲ့အခါမှာတော့ဘေရှင်နူကဖះเจ้าထဲမှာမင်္ဂလာဆောင်ဖို့အစင်သင့်ပြင်ဆင်ထားတာကိုတွေ့လိုက်ရတယ်ဒါကိုမြင်တော့သူအနှင်းငယ်အံ့ဩသွားပြီးရှန်တနီကိုပြောလိုက်တယ်ဟာဒီမှာတခြားတစ်ယောက်ရဲ့မင်္ဂလာဆောင်ရှိနေရလားဖះเจ้าတစ်ခုလုံးအလှဆင်ထားတာပဲတခြားသူရဲ့မင်္ဂလာဆောင်မဟုတ်ပါဘူးကျမတို့ရဲ့မင်္ဂလာဆောင်ပါဘာကျမတို့မင်္ဂလာဆောင်လားဒါဆိုမင်းကအစကတည်းကအလှဆင်ခိုင်းထားတာပေါ့ဟုတ်တယ်ဘာလို့လဲဆိုတော့ကျမဒီနေ့ပဲလက်ထပ်ရှင်လို့ပါကျမဆုံးဖြတ်ထားပြီးသားတကယ်လို့ကျမတို့နှစ်ယောက်အဆင်ပြေသွားရင်ဒီနေ့ပဲလက်ထပ်မယ်လို့လေဝါတကယ်ပဲလားဒါဆိုကိုတော့မင်္ဂလာဆောင်ကစီစီကားကားဖြစ်တော့မှာပေါ့ကောင်းပြီလေဒါကတကယ်ကိုကောင်းတဲ့ကိစ္စပဲလာအဲ့ဒီနောက်မှာတော့သူတို့ဘုရားကျောင်းထဲကိုဝင်သွားကြပြီးသူတို့နှစ်ယောက်လက်ထပ်လိုက်ကြတယ်လက်ထပ်ပြီးတဲ့နောက်မှာရှန်တနီကဘေရှင်နူကိုပြောလိုက်တယ်ကဲအခုတော့ကျမတို့လင်မယားဖြစ်သွားကြပြီအခုအိမ်ပြန်ကြရအောင်အေးသွားကြမယ်လာသွားကြမယ်အဲ့ဒီနောက်မှာတော့သူတို့အိမ်ကိုပြန်ရောက်လာခဲ့ကြတယ်အိမ်ရောက်တဲ့အခါမှာတော့ဘေရှင်နူကအနှဲငယ်စိတ်လှုပ်ရှားနေခဲ့တယ်ဘာလို့လဲဆိုတော့အရာအားလုံးကအယံကိုမြန်မြန်ဆန်ဆန်ဖြစ်သွားလို့ပါအဲ့ဒီခါမှာရှန်တနီကမေးလိုက်တယ်ဘာဖြစ်လို့လဲဟင်ဘာဖြစ်လို့လဲကိုဆိုလိုတာကဘာမှမဟုတ်ပါဘူးဒီတိုင်းပဲအရာအားလုံးကအယံမြန်သွားလို့လေအဲ့ဒါကြောင့်ကိုနည်းနည်းလေးရှင်စိတ်မပူပါနဲ့ကျမရှင်ပေါ်ဘလို့ဖိအားမျိုးမှမပေးပါဘူးကျမတို့လက်ထပ်လိုက်ရတာနဲ့တင်ကျမအတွက်လုံလောက်ပါပြီဒါကိုကြားတော့ဘေရှင်နူကအယံကိုပြောသွားခဲ့တယ်နောက်တနေ့မနေ့မှာတော့ဘေရှင်နူကပစင်ကိုယူပြီးတောထဲကိုသွားဖို့ပြင်ပါတယ်အဲ့ဒီရှိမှရှန်တနီကသူ့ကိုတားပြီးပြောလိုက်တယ်အော်ရှင်တောထဲသွားမလို့လားဟုတ်တယ်တောထဲသွားမလို့အိမ်စရိုက်အတွက်ပိတ်ဆံရှိဖို့လိုတယ်လေအော်အဲ့ဒါကဘာဖြစ်လို့လဲကျမစီမှာအခုပိတ်ဆံတွေအများကြီးရှိတယ်ရှင်နောက်တရက်လောက်မှသွားပါလားဟာမဟုတ်တာမင်းကလည်းဘာတွေပြောနေတာလဲကိုကမင်းစီကပိတ်ဆံယူရမှာလားကိုဒီနေ့ပဲတော်ထဲသွားပြီးထင်းခုံမယ်ပြီးရင်အဲ့ဒါတွေကိုရောင်းလိုက်မယ်ကိုစီပိတ်ဆံရောက်လာမှာပါဒါကဘာခက်တာမှလို့ဒါကိုကြားတော့ရှန်တနီကတော့အယံကိုပျော်ရွှင်နေခဲ့တယ်အဲ့ဒီနောက်ဘေရှင်နူကအပြင်ကိုထွက်သွားခဲ့တယ်အဲ့ဒီခါမှာရှန်တနီကငါတကယ်ကိုလူမှန်တဲ့လက်ထပ်လိုက်တာပဲလို့ထင်တယ်ငါရဲ့အမြင်ကဘလောက်အထိမှန်ကန်လဲဆိုတာကိုတော့နောက်မှပဲသိရတော့မှာပေါ့လို့ပြောလိုက်တယ်တောထဲကိုရောက်တဲ့အခါမှာတော့ဘေရှင်နူကအေးစစ်စစ်ပဲထင်းခုန်နေခဲ့တယ်အဲ့ဒီချိန်မှာပဲသူဟာသူ့ရဲ့ဖခင်ဖြစ်သူရာဂျေးနဲ့မမျော်လင့်ပဲဆုံးဖြတ်လိုက်ရတယ်သူ့ဖေကိုမြင်လိုက်ရတော့သူကအယံဝမ်းသာသွားပြီးအခုလိုပြောလိုက်တယ်အော်အဖေလေးဒီကိုထင်းခုန်ဖို့လာလားအေးပါသားရဲ့ဒီတော့ကငါတို့ရွာနှစ်ရွာရဲ့အလေတဲထဲမှာရှိတာလေဟုတ်ကဲ့အဖေပြောတာမှန်ပါတယ်ဒါနဲ့အဖေသားရဲ့အိမ်ထောင်ရေးဘဝကဘလို့ရှိလဲဟင်အော်အဖေကလည်းဘာတွေမေးနေတာလဲမနေရမှလက်ထထားတာလေ
အရာအားလုံးကအရန်မြန်မြန်ဆန်ဆန်ဖြစ်သွားတော့အဖေကိုတောင်တေချာမပြောလိုက်ရဘူးအေးပါသားရဲ့သူသားမင်းကိုသဘောကျသွားရင်လက်ထပ်လိုက်မယ်ဆိုတာအဖေကြိုသိပြီးသားပါဘာလို့လဲဆိုတော့ရှန်တနီကလည်းအမြန်လက်ထပ်ရှင်လို့ပြောနေတာ哦ကဲပြောပါအောင်ရှန်တနီကဘလို့နေလဲပြောစမ်းပါအောင်အာသူကအရန်ကောင်းပါတယ်အဖေတခါတလေအင်ကိုလာလေပါအောင်လာလေနော်အဖေအေးပါလာမှာပေါ့ဘာလို့မလာပဲနေမလဲကဲအဖေထင်းခုတ်ပြီးပြီအခုသွားတော့မယ်နော်အဲ့ဒီနောက်ရာဂျီကထွက်သွားခဲ့တယ်ပေရှနူလည်းထင်းခုတ်နေခဲ့တယ်ထင်းခုတ်ပြီးတဲ့နောက်ပေရှနူကအခုလိုပြောလိုက်ပါတယ်ကဲငါလည်းထင်းတွေအများကြီးခုတ်ပြီးပြီအခုဒါတွေကိုဈေးထဲသွားရောက်လိုက်အောင်မယ်ဒါကိုပြောပြီးပေရှနူကထွက်သွားခဲ့တယ်ညနေဆောင်တော့ပေရှနူကအိမ်သုံးကုံစုံတွေဝဲပြီးအိမ်ပြန်ရောက်လာခဲ့တယ်ရှန်တနီကပေရှနူကိုမြင်လိုက်ရတော့အရန်ကိုပြောသွားပြီးအခုလိုပြောလိုက်တယ်။အိုးရှင်ကအိမ်သုံးပစ္စည်းတွေအများကြီးဝယ်လာတာပဲ။ပိတ်ဆန်နေအဲ့ဒီလောက်တောင်ရခဲ့လို့လား။ဟုတ်တယ်ဒီနေ့ထင်းတွေအများကြီးခောက်ခဲ့တာလေ။အဲ့ဒါကြောင့်ပိတ်ဆန်တွေအများကြီးရလာတာပေါ့။အိမ်သုံးပစ္စည်းတွေဝယ်လာခဲ့တယ်။အိုးအဲ့ဒီလောက်ထိပင်ပင်မမလှုပ်ဖို့လိုလို့လားရှင်။ရှင်နေမကောင်းဖြစ်သွားရင်ဘလို့လုပ်မလဲ။အာမဟုတ်တာရှန်တနီရဲ့ကိုကကျင့်သားရနေပါပြီ။ကိုမဘာမှမဖြစ်ဘူးပင်ပင်ပါမအလောက်မလောက်ရရင်ခန္ဓာကိုယ်ကတော့ဟဲ့တာမင်းဘလောက်ထိအနားယူနေမှလဲအလောက်လေးပါလေလောက်အောင်လေလို့ပြောနေတယ်လို့ပဲဒါကိုကြားတော့ရှန်တနီကအယံကိုပြောသွားခဲ့တယ်တဖြည်းဖြည်းနဲ့အချိန်တွေကုန်လွန်လာခဲ့တယ်လက်ထပ်ပြီး6လတောင်ကြာသွားခဲ့ပါပြီပေရှနုနဲ့ရှန်တနီတို့ဟာအေးအေးဆေးဆေးနေထိုင်နေခဲ့ကြတယ်ဒီနေ့မှာတော့ရှန်တနီကအိမ်မှာတယောက်တည်းရှိနေတော့သူမရဲ့ပထွေးဖြစ်သူဦးလေးဝီနိုရောက်လာပြီးအခုလိုပြောလိုက်ပါတယ်ဟေးရှန်တနီသမီးအိမ်မှာရှိလားဟဲ့ဟေးရှန်တနီသမီးရဲ့ဝီနိုရဲ့အတန်ကိုကြားတော့ရှန်တနီကအိမ်အပြင်ကိုထွက်လာပြီးအခုလိုပြောလိုက်တယ်ရှင်ဒီကိုဘာလာလောက်တာလဲအေးငါမင်းကိုတည်င်းကောင်းတစ်ခုပေးမလို့လာတာဘာတည်င်းကောင်းလဲရှင်ဘာတွေရှောက်ပြောနေရလဲဘယ်လိုတည်င်းကောင်းမျိုးလဲအေးတည်င်းကောင်းဆိုတာကတော့သမီးရဲ့အခုကစပြီးမင်းရဲ့ပိုင်ဆိုင်မှုအားလုံးအပေါ်မှာငါမှအခွင့်အရေးရှိသွားပြီရှင်ဘာတွေပြောနေတာလဲမဟုတ်ဘူးအဲ့ဒီလိုမဖြစ်နိုင်ဘူးငါအမှန်တိုင်းပြောနေတာဟောဒီမှာကြည့်လိုက်စာရွက်စာတမ်းတွေအသေးချာကြည့်စမ်းဟောဒီမှာကြည့်ဒါကိုပြောပြီးဝီနောကစာရွက်တွေကိုရှန်တနီဖက်ကိုကမ်းလှမ်းပေးလိုက်တယ်။အဲ့ဒါကိုမြင်လိုက်ရတော့သူမကအယံကိုဝမ်းနေသွားပြီးအခုလိုပြောလိုက်ပါတယ်။ဒါပေမဲ့ဒါကဘလို့လို့ဖြစ်နိုင်မှာလဲ။ကျမလက်ထပ်ပြီးပြီလေ။အဲ့ဒါကဒီလိုရှိတယ်သမီးရဲ့မင်းကဆင်းရဲတဲ့ထင်းခုတ်သမားနဲ့လက်ထပ်လိုက်လို့အခုလိုဖြစ်သွားရတာ။အခုမင်းဒီအိမ်ကနေဖေးပေးရတော့မယ်။ဘာလို့လဲဆိုတော့ဒီအိမ်ကဘသူ့အိမ်လဲ။မင်းရဲ့ရှစ်လဆိုတော့ဦးလေးကြီးရဲ့အိမ်ပေါ့ဟဲ့ကျမဒီအိမ်ကနေဖမ်းမပေးနိုင်ဘူးဒါနဲ့ရှင်ကဘသူမို့လို့လဲငါကဒီအိမ်ရဲ့ပိုင်ရှင်လေဒါကြောင့်ပဲကောင်းကောင်းမွန်မွန်ဖေးပေးဖို့ပြောနေတာမဟုတ်ရင်တော့အပြင်ကိုဆွဲထုတ်ပြရလိမ့်မယ်အကုသို့ဖြစ်ကုန်မယ်မဟုတ်တာအေးအေးဆေးဆေးထွက်သွားတာကပိုကောင်းပါလိမ့်မယ်ဒါကိုကြားတော့ရှန်တနီဟာတော်တော်လေးဝမ်းနေသွားပြီးဝီနိုကတော့ထွက်သွားခဲ့တယ်။ညနေပိုင်းမှာပေရှနုကထင်းခုတ်ပြီးပြန်လာတဲ့အခါရှန်တနီဝမ်းနေနေတာကိုတွေ့ပြီးအော်သွားကခုလိုပြောလိုက်ပါတယ်။ဟောဘာဖြစ်လို့လဲရှန်တနီမင်းဘာလို့တလောက်တောင်ဝမ်းနေနေရတာလဲ။ဘာကိစ္စရှိလို့လဲ။ဘာပြောရမလဲကျမရဲ့ပထွေးတော်ဆက်တဲ့ဦးလေးကကျမရဲ့မြေကွက်တွေအကုန်လုံးကိုသိမ့်လိုက်ပြီးအင်ကိုလေသူယူလိုက်ပြီလေဘာပထွေးတော်ဆက်တဲ့ဦးလေးလားဒါပေမဲ့မင်းငါ့ကိုအဲ့ဒီဦးလေးအကြောင်းတခါမှမပြောဘူးလေမင်းမမိဖတွေမရှိတော့ဘူးလို့ပဲပြောခဲ့တာအဲ့ဒီတော့ဒီဦးလေးကဘေးကနေရောက်လာတာလေလက်ထပ်ပြီးရင်သူကျမတို့လမ်းထဲကိုဝင်လာမှာမဟုတ်ဘူးလို့ထင်ခဲ့တာဒါပေမဲ့သူကကျမကိုလိန်ညာသွားတယ်ကျမရဲ့အိမ်ကိုလည်းယူသွားပြီအိုးအဲ့လိုလားကဲမင်းစိတ်မပူပါနဲ့မင်းရဲ့အိမ်ကိုပြန်ရအောင်ငါလုပ်ပေးပါမယ်ရှင်တ
ဒါပေမဲ့ရှင်ကဘလို့လုပ်ပြီးပြန်ယူပေးမှလဲအဲ့ဒါတွေအားလုံးငါ့ကိုပဲလွတ်ထားပေးလိုက်ပါမင်းစိတ်ညစ်မနေပါနဲ့ဒါနဲ့မင်းငါအိမ်မှာလာနေမလားတာကိုကြားတော့ရှန်တနီကတော်တော်လေးဝမ်းသာသွားပြီးဟုတ်ကဲ့ဘာလို့မနေရမှာလဲလို့ပြန်ပြောလိုက်တယ်ဒါဆိုရင်ကောင်းပြီလေငါနဲ့အတူလိုက်ခဲ့တော့အဲ့ဒီနောက်ဘေရှင်နုကရှန်တနီကိုသူ့အိမ်ကိုခေါ်လာခဲ့တယ်ဘေရှင်နုနဲ့သူ့ဇနီးရှန်တနီကိုရုတ်တရက်မြင်လိုက်ရတဲ့အခါရာဂျေးကအံ့ဩသွားပြီးအခုလိုပြောလိုက်တယ်ဟောဘာဖြစ်လို့လဲသားမင်းတို့ဒီကိုဘာလို့ဒီလိုပုံစံနဲ့ရောက်လာကြတာလဲဘာကိစ္စရှိလို့လဲဘာပြောရမလဲဖေယာရှန်တနီရဲ့ဦးလေးကသူ့ကိုလိန်ညာသွားတယ်သူ့အိမ်ကိုလည်းတိမ့်လိုက်တယ်ကြည့်ပါအောင်ဗျာဟင်မင်းဘာတွေပြောနေတာလဲသားအဲ့ဒါဘလို့ဖြစ်နိုင်မှာလဲဟုတ်ကဲ့ပါဖေကျမဦးလေးကကျမကိုလိန်သွားတာပါကျမမှနေစရာနေရာမရှိတော့လို့ဒီကိုလာခဲ့ရတာပါအိုးဘာလို့ဒီလောက်တောင်ဝမ်းနေရတာလဲရွှေမလေးရဲ့ဒီအိမ်ကလည်းမင်းအိမ်ပဲမဟုတ်လားအေးအေးစစ်စစ်တာနေပါဟုတ်ပြီလားဒါကိုကြားတော့ရှန်တနီဝမ်းသာသွားတယ်အခုတော့သူမဟာရောက်ခမအိမ်မှာအေးအေးစစ်စစ်နေထိုင်နေပါပြီဒါကိုကြည့်ပြီးပေရှနုကတော်တော်လေးပျော်နေခဲ့တယ်ဒီနေ့မနေ့မှာတော့ပေရှနုကရှန်တနီကိုပြောလိုက်တယ်ကဲရှန်တနီငါအခုတောထဲကိုထင်းခောက်သွားတော့မယ်တကယ်လို့နောက်ကျသွားရင်ငါအတွက်စိတ်မပူနဲ့နော်ဟုတ်ပြီလားရှင်ဘာတွေပြောနေရလဲရှင်ကဘာလို့နောက်ကျနေမှာလဲဩဘာမှမဟုတ်ပါဘူးအလုပ်လည်းနည်းနည်းရှိလို့ပြောတာပါဟုတ်ကဲ့ပါဒါပေမဲ့ကိုဂရုစိုက်အောင်နော်ကဲဒီနေ့တော့ငါအတွက်စိတ်မပူနဲ့ညနေကျရင်ငါပြန်လာခဲ့မယ်ဟုတ်ပြီလားသွားပြီနော်ဒါကိုပြောပြီးပေရှင်နူထွက်သွားခဲ့တယ်အဲ့ဒီအခါရှန်တနီကသူမဘာသာရည်ရွက်လိုက်တာကငါစိတ်ထဲမှာဘာလို့ဒီလိုမျိုးခံစားနေရတာလဲသူတခုခုတော့ကြံစီနေပြီထင်တယ်ငါသူ့ကိုစောင့်ကြည့်ရမယ်ဒါကိုပြောပြီးရှန်တနီထွက်သွားခဲ့တယ်တခြားတစ်ဖက်မှာတော့ပေရှင်နုကတောထဲကိုရောက်လာခဲ့တယ်အဲ့ဒီချိန်မှာပဲနောက်ကနေတယောက်ကသူ့ကိုလှမ်းခေါ်လိုက်ပါတယ်ပေရှင်နုကဝီနောကိုအဲ့ဒီနေရာကိုခေါ်လာတာပါအဲ့ဒီအခါဝီနောကပြောလိုက်တယ်ဟေးမင်းငါ့ကိုဒီကိုဘာလို့ခေါ်တာလဲပြောစမ်းဘာလို့လဲဆိုတော့ကျွန်တော်ခမည်းနဲ့အရေးကြီးစကားပြောစရာရှိလို့ပါမင်းကငါ့ကိုဘာစကားပြောမှလဲပြောလေဒါကိုပြောပြပါအောင်ခမည်းဘာလို့ရှန်တနီရဲ့အိမ်ကိုလူယူခဲ့တာလဲဟာဟာဟာမင်းကရှန်တနီရဲ့အမှန်တရားကိုသိလို့လားသူကဘသူမင်းသိလားဟမ်ဘာလဲဘလို့အမှန်တရားလဲဘာတွေရှောက်ပြောနေရလဲသူကကျွန်တော်ဇနီးပါဇနီးဖြစ်ပြီးခမည်းရဲ့အမှန်တရားကိုကျွန်တော်မသိခဲ့ဘူးခမည်းကဘာတူလဲခမည်းရဲ့အမှန်တရားကိုပြောစမ်းပါအေးသူကမင်းမိန်မဆိုတာဟုတ်ပါတယ်ဒါပေမဲ့သူ့မှာမင်းစီကဖုံးကွယ်ထားတဲ့နောက်ထပ်အမှတ်အသားတစ်ခုရှိသေးတယ်ဘာမဟုတ်ဘူးခမည်းစကားတွေကိုကျွန်တော်မယုံဘူးခမည်းကစကားတွေကိုအရန်လှက်ပတ်ပြောနေတာခမည်းကျွန်တော်ကိုလှည့်စားနေတာအဲ့ဒီလိုမျိုးဘာမှမရှိဘူးအပေါ်တွေရှောက်မပြောနဲ့ငါပြောတာအမှန်ပဲပြီးတော့မင်းငါစီကနေအမွေတွေပြန်တောင်းဖို့လာတာဆိုရင်တော့အဲ့ဒါဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးငါမင်းကိုဘယ်အမွေမှပေးမှာမဟုတ်ဘူးဒါမင်းရဲ့အထင်လွဲမှုပဲခမည်းရှန်တနီရဲ့မြေခွက်တွေအားလုံးကိုလိန်ညာပြီးတိမ့်ပိတ်ထားတယ်ဆိုတာကျွန်တော်သိတယ်ဒါကြောင့်အဲ့ဒါတွေကိုငင်တက်ပြန်ပေးလိုက်ပါအိုးမရဘူးငါအဲ့ဒါတွေကိုဘယ်တော့မှပြန်မပေးဘူးပြီးတော့တာကြီးမင်းသားကြားတွေကဝင်ပါရင်အသေးပဲနားလေလားဘသူအသေးခံရမလဲဘသူမသေးဘူးလဲဆိုတာအခုပဲသိရတော့မှာပါမင်းကိုတော့ငါအဲ့ဒီလိုပြောပြီးပေရှင်နုကဝီနောစီကိုရှောက်သွားလိုက်တယ်အဲ့ဒီချိန်မှာပဲဝီနောရဲ့လူတချို့ရောက်လာကြတယ်သူတို့ကိုမြင်တော့ပေရှင်နုအံ့ဩသွားပြီးပြောလိုက်တာကဒါတွေကဘာတွေလဲဒါတွေကဘာလဲဆိုလိုတာကခမည်းကလူတွေပါခေါ်လာတာပေါ့လေမခေါ်လာလို့ဘာလုပ်ရမှာလဲမင်းကငါ့ကိုလူအားလို့ထင်နေတာလားငါကအယူမမဟုတ်တာဒီကိုလက်ချီပလာနဲ့လာပါမလားဟေးရာဂျူသူ့ကိုမလွတ်နဲ့
ဘယ်သူမှဆေးထိပ်ပေးလို့မရနိုင်လောက်အောင်ကိုသူ့ကိုနှိပ်ကွက်လိုက်စမ်းရိုက်စမ်းအဲ့ဒီကောင်ကိုဟုတ်ကဲ့စိတ်မပူပါနဲ့ကျွန်တော်သူ့ကိုလက်လွတ်မှာမဟုတ်ဘူးဟေးငါနဲ့ဝေးဝေးမှနေမဟုတ်ရင်ငါထက်ဆိုးတဲ့သူရှိမှာမဟုတ်ဘူးငါကထင်းခုတ်သမားကွာမင်းတို့အယိုးတွေကိုရေလို့မရနိုင်အောင်ရှိုးပစ်လိုက်မယ်ဟဲ့ကောင်မင်းငါအကြောင်းမသိသေးဘူးငါကသခင်ကြီးအတွက်ဒီအလုပ်ကိုလုပ်လာတာနှစ်အတော်ကြာပြီဒါကြောင့်ငင်ငင်လေးသခင်ကြီးရဲ့ရှေ့ဘွားအောက်မှာဝတ်စံအဲ့ဒါမင်းအတွက်အကောင်းဆုံးပဲငါကသူ့ရှေ့ဘွားအောက်မှာဝတ်ရမယ်ဟုတ်လားဟဲ့ကောင်မင်းငါ့ကိုဘလို့တောင်တွေးလိုက်တာလဲငါအသက်ရှင်နေသူရတော့ဒါမျိုးဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီလိုပြောပြီးဘာဂျူးကဘေရှင်နုကိုတိုက်ခိုက်ဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲချန်ဒနီရောက်လာပြီးတိုက်ခိုက်မှုကိုတားဆီးလိုက်တယ်အဲ့ဒါကိုမြင်တော့ဘေရှင်နုအံ့ဩသွားပြီးပြောလိုက်တာကအခုမင်းကဘာလုပ်လဲကျွန်တော်ဒီကိုခမ ्या ကိုကောက်ကွေးပေးဖို့လာတာဘာငါ့ကိုကောက်ကွေးဖို့လားဒါပေမဲ့မင်းကိုဒီကိုကောက်ကွေးဖို့ဘယ်သူလှုပ်လိုက်တာလဲအဲ့ဒါကိုအခုပဲခမ ्या သိရတော့မှာပါအဲ့ဒီချိန်မှာပဲရှန်ဒနီကရာဂျင်းနဲ့အတူရောက်လာခဲ့တယ်ရာဂျီကသူ့သားကိုဘေးကင်းကင်းနဲ့မြင်လိုက်ရတော့အယံဝမ်းသာသွားပြီးပြောလိုက်တယ်ဟုတ်တယ်သားလေးမင်းနေကောင်းရဲ့လားဟုတ်ကဲ့ဖေကျွန်တော်နေကောင်းပါတယ်ဒါပေမဲ့ဖေဒီကိုအဲ့ဒါလဲရှန်ဒနီနဲ့အတူဘလို့ရောက်လာတာလဲအေးပါသားရဲ့ဘာလို့လဲဆိုတော့ရှန်ဒနီကပဲငါ့ကိုဒီကိုခေါ်လာတာတစ်ဖက်မှာတော့ဝီနောကရှန်ဒနီကိုမြင်လိုက်တဲ့အခါပြောလိုက်တယ်အော်ဒါဆိုဒါတွေအားလုံးကမင်းလက်ချက်ပေါ့ကျမလက်ချက်တော့မဟုတ်ပါဘူးကျမခင်ပွားရဲ့လက်ချက်ပါသူလှုပ်သမျှအားလုံးကကောင်းဖို့အတွက်ပဲအခုတော့ခမ ्या လက်လံမရှိတော့ဘူးဒါကိုမင်းကပြောနေတာလားဟေးမင်းလည်းသိပါတယ်မင်းငါ့ကိုဘာမှလုပ်လို့မရဘူးဆိုတာအဲ့ဒါခမ ्या ရဲ့အထွင်လွဲမှုလေဦးလေအခုခမ ्या ဘဲမှသွားလို့မရတော့ဘူးကျမခမ ्या ကိုရွာလူကြီးစီခေါ်သွားမယ်မင်းကငါ့ကိုရှင်းလျှောက်ရဲလောက်အောင်တတ်တိရှိနေတာလားရှင်းလျှောက်နေတာမဟုတ်ဘူးတကယ်လောက်ပြမှာပါမာဒန်သူတို့ကိုဖမ်းလိုက်စမ်းအိုးကျွန်တော်အခုပဲဖမ်းလိုက်ပါမယ်အဲ့ဒီလိုပြောပြီးမာဒန်ကရာဂျူးနဲ့ဝီနိုကိုဖမ်းဆီးလိုက်တယ်အဲ့ဒီခါမှာဝီနိုကပြောလိုက်ပါတယ်ဟေးငါ့ကိုလွတ်စမ်းငါ့ကိုလွတ်ပေးကြလွတ်ပေးမဟုတ်ရင်ငါတဲ့ဆိုးတဲ့သူရှိမှာမဟုတ်ဘူးလွတ်စမ်းငါ့ကိုလွတ်အခုတော့မင်းကိုတကြီးစီပဲခေါ်သွားရတော့မယ်ကဲတကြီးစီသွားကြစို့လာသွားမယ်အေးဆေးသွားမယ်သူတို့ကိုခေါ်သွားကြအဲ့ဒီနောက်အားလုံးကတကြီးစီကိုရောက်လာကြတယ်တကြီးကလူတွေအများကြီးကိုမြင်လိုက်ရတဲ့အခါအံ့ဩသွားပြီးဘီရှနုကိုမေးလိုက်တယ်ဘာဖြစ်တာလဲဘီရှနုမင်းတို့ဒီကိုတကြီးမင်းကျွန်တော်ဇနီးကသူ့ရဲ့ပြဿနာကိုတိုင်ပင်ဖို့တကြီးစီလာခဲ့တာပါအေးပြောပါအောင်ဘာကိစ္စလဲအဲ့ဒီနောက်ရှန်ဒနီကတကြီးကိုအကြောင်းစုံပြောပြလိုက်တယ်ဒါကိုကြားတော့တကြီးကတော်တော်လေးအံ့ဩသွားပြီးဒေါသတကြီးနဲ့ပြောလိုက်တယ်ငါဘာတွေကြားနေရတာလဲဝီနိုဒါကဘလို့ဖြစ်နိုင်မှာလဲမင်းကသူ့ရဲ့ပထွေးဖက်ကဦးလေးဆိုတော့ရှန်ဒနီရဲ့မြေယာပိုင်ဆိုင်မှုတွေအပေါ်မင်းမှာဘာအခွင့်အရေးမှမရှိဘူးဟာဘာလို့လဲကျွန်တော်ကသူ့ဦးလေးလေပထွေးဖက်ကပဲဖြစ်ဖြစ်ဦးလေးကပဲဦးလေးပဲသူ့ဖေကမြေတွေအကုန်လုံးကိုသူ့နာမည်နဲ့လွှဲပေးခဲ့တာအဲ့ဒါမှကျွန်တော်အဖြစ်ကဘာလဲမင်းမှာအဖြစ်မရှိပါဘူးဒါပေမဲ့မင်းကမြေကိုလိုရှင်တယ်ဆိုရင်ရှန်ဒနီရဲ့အဖေစီမှာသွားတောင်းလေအလိုဗျာဘာတွေပြောနေတာလဲတကြီးရဲ့ရှန်ဒနီရဲ့မိဖတွေကတေကုန်ကြပြီလေအခုကျွန်တော်ကသူတို့စီမှာဘလို့သွားတောင်းရမှာလဲအပေါ်ကိုလိုက်သွားရမှာလားအဲ့ဒီကိုလိုက်သွားပြီးတောင်းရမှာလားသူတို့မရှိတော့ရင်လည်းမင်းမှာဘာအခွင့်အရေးမှမရှိဘူးပြီးတော့ဒီနေ့ကစပြီးမင်းရှန်ဒနီကိုနှောက်ယှက်မယ်ဆိုရင်ငါထက်ဆိုးတဲ့သူရှိမှာမဟုတ်ဘူးဝင်းနော်နားလေလားကဲမင်းလူတွေခေါ်ပြီးဒီကနေထွက်သွားတော့ထွက်သွားစမ်းဒါတကြီးမင်းလောက်တာလုံးဝမတရားဘူးတကြီးဆိုတာတရားမျှတမှုရှိရမယ်
တစ်ဖက်သက်ဆုံးဖြတ်ချက်မချသင့်ဘူးဟုတ်တယ်ရှန်ဒနီရဲ့မြေကိုကြီးဖို့တောင်မစင်စားနဲ့မဟုတ်ရင်ငါထက်ဆိုးတဲ့သူရှိမှာမဟုတ်ဘူးအခုဒီကနေထွက်သွားမသွားဘူးဆိုရင်တော့ငါတခုခုပြပြတတလောက်ရလိမ့်မယ်အေးပါကောင်းပြီကျွန်တော်သွားပါမယ်လာရာဂျူသွားမယ်ဒါကိုပြောပြီးဝီနောက်ကတော်တော်လေးဒေါသထွက်သွားတယ်ဒါပေမဲ့သူဘာမှမတတ်နိုင်တာကြောင့်ရာဂျူကိုခေါ်ပြီးအဲ့ဒီနေရာကနေထွက်သွားပါတော့တယ်အဲ့ဒီအခါရှန်နနီကအယံဝမ်းသာသွားပြီးတကြီးကိုပြောလိုက်တယ်ကျမရဲ့အင်ကိုပြန်ရအောင်ကူညီပေးတဲ့အတွက်တကြီးကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်ဟာကျေးဇူးတင်စရာမလိုပါဘူးသမီးရဲ့ဒါကငါအလုပ်ပဲလေငါကဒီရွာရဲ့တကြီးပဲဒါကငါရဲ့တာဝန်ပဲတစ်ဖက်မှာတော့ဝီနိုးကဘေရှနူးကတခုခုကိုအလေးနဲ့စဉ်းစားနေတယ်ဘေရှနူးအဲ့ဒီလိုစဉ်းစားနေတာကိုမြင်တော့ရှန်ဒနီကမေးလိုက်တယ်ဘာဖြစ်လို့လဲဘာတွေတွေးနေတာလဲဘာမှမဟုတ်ပါဘူးငါမင်းကိုအရေးကြီးတဲ့စကားတချို့ပြောစရာရှိတယ်လာသွားရအောင်အဲ့ဒီနောက်အားလုံးအိမ်ကိုပြန်ရောက်လာကြတယ်အိမ်ရောက်တဲ့အခါရှန်ဒနီကတော်တော်လေးအံ့ဩသွားပြီးမေးလိုက်တယ်ဘာဖြစ်လို့လဲဘာလို့တလောက်တောင်စိတ်ရှုံနေပုံပေါက်နေရတာလဲမင်းငါ့ကိုဘာတွေဖုံးကွယ်ထားတာလဲမင်းရဲ့အမှန်တရားကဘာလဲဝီနိုးပြောနေတာကမင်းငါ့ကိုအရေးကြီးတဲ့ကိစ္စတစ်ခုဖုံးကွယ်ထားတယ်ဆိုပဲဒါကိုကြားတော့ရှန်ဒနီကနည်းနည်းစိတ်ပူသွားပြီးဘေရှနူးကိုကြည့်ကပြောလိုက်တယ်အချိန်တန်ပြီထင်ပါတယ်ကျမကိုခွင့်လွှတ်ပါကျမရဲ့တကယ်အရှိတရားကိုရှင်တို့စီကနေဖုံးကွယ်ထားခဲ့မိတယ်ဘယ်လိုအရှိတရားလဲမင်းဘာတွေပြောနေတာလဲကျမအမှန်တိုင်းပြောနေတာပါကျမကဆင်းရဲတဲ့သူမဟုတ်ပါဘူးတကယ်တော့ရှမ်းသာတဲ့မိသားစုကမိန်းကလေးတစ်ယောက်ပါကျမရဲ့မိဘတွေဆုံးပါသွားပြီးတဲ့နောက်မှာကျမရဲ့ပထွေးဖက်ကဦးလေးကကျမရဲ့မြေတွေကိုသိမ့်ပိုက်ရှင်နေတာအဲ့ဒါကြောင့်ကျမရဲ့ပိတ်ဆံကိုမဟုတ်ပဲကျမကိုပဲရှစ်ပေမဲ့လူတစ်ယောက်ကိုရှာနေခဲ့တာဒါကြောင့်လေကျမဒါတွေအားလုံးကိုလုပ်ခဲ့တာပါဒါကိုကြားလိုက်ရတော့ရာဂျေးနဲ့ဘေရှနူးတို့တော်တော်လေးအံ့ဩသွားကြတယ်အဲ့ဒီခါမှာရာဂျေးကပြောလိုက်တာကအော်ဒါဆိုမင်းကလိန်ပြောခဲ့တာပေါ့လေဟုတ်ကဲ့ပါဖေကျမကိုခွင့်လွှတ်ပေးပါဒါပေမဲ့ကျမအဖေသားကိုတကယ်ချစ်တာပါကျမသူ့ကိုဘယ်တော့မှပြစ်မသွားပါဘူးဒါပေမဲ့ငါမင်းကိုဘယ်လိုလုပ်ယုံကြည်ရမှာလဲဘာလို့လဲဆိုတော့ဘေရှနူးရဲ့အမေကလည်းဒီလိုပဲပြောခဲ့တာလေဒါပေမဲ့နောက်တော့ तू ငါတို့ကိုထားခဲ့တာပဲ तू ဘာကြောင့်အဲ့ဒီလိုလောက်ခဲ့လဲဆိုတာကျမမသိဘူးဒါပေမဲ့ကျမအဖေသားကိုဘယ်တော့မှထားမသွားပါဘူးကျမဂတိပေးပါတယ်အဖေသားကကျမစီမှာဘယင်တပါးလိုနေရမှာပါဒါကိုကြားတော့ရာဂျီကတော်တော်လေးစိတ်ပူသွားခဲ့တယ်အဲ့ဒီအခါဘေရှနူးကသူ့အဖေကိုနားဝင်အောင်ရှင်းပြလိုက်တယ်အဖေစိတ်မူပါနဲ့ကျွန်တော်ရှန်ဒနီရဲ့အမှန်တရားကိုအစကတည်းကသိနေခဲ့တာပါဘာလို့လဲဆိုတော့ရှန်ဒနီရဲ့အပြုတ်အမူတွေကတာမန်မဟုတ်လို့ကျွန်တော်စုံစမ်းကြည့်ခဲ့တယ်ဘာဒါဆိုရှင်အစကတည်းကသိနေခဲ့တာပေါ့ဟုတ်တယ်မင်းငါ့ကိုအမှန်အတိုင်းပြောမလားမပြောဘူးလားဆိုတာကိုသိရှင်လို့ငါအခုထိဖုံးကွယ်ထားခဲ့တာဒါကိုကြားတော့ရှန်ဒနီလည်းအယံဝမ်းသာသွားတယ်ပြီးတော့ရှန်ဒနီကသူတို့ကိုပြောလိုက်တယ်ဒါဆိုအခုကျမတို့အိမ်ကိုသွားကြရအောင်အဖေလေးကျမတို့နဲ့အတူလိုက်ခဲ့ပါလားအာမဟုတ်တာငါဒီမှာပဲနေတာအဆင်ပြေပါတယ်ငါတောက်ကိုပဲဂရုစိုက်ပေးပါမင်းတို့စီကနေငါတခြားဘာမှမလို့ရှင်တော့ဘူးအဲ့ဒီနောက်မှာတော့ဘေရှနူးဟာရှန်ဒနီနဲ့အတူသူမရဲ့အင်ကြီးစီကိုလိုက်သွားခဲ့တယ်ရှန်ဒနီရဲ့အင်ကြီးကိုမြင်လိုက်ရတော့ဘေရှနူးကတော်တော်လေးအံ့ဩသွားပြီးပြောလိုက်တာအမလေးအင်ကြီးကအကြီးပါလားဘာလဲရှင်မကြိုက်လို့လားမဟုတ်ပါဘူးဒီအင်ကတကယ်ကိုလှပါတယ်တမန်ထင်းခုတ်သမားတယောက်ကဒီလောက်ကြီးတဲ့အင်ကြီးရဲ့အရှင်သခင်ဖြစ်လာလိမ့်မယ်လို့ကျွန်တော်တခါမှစိတ်တော်မကူးခဲ့ဘူးရှင်မလို့အဲ့ဒီလိုပြောတာလေဒီနေ့ရှင်းကြောင်သာကျမဒါတွေအားလုံးကိုပြန်ရခဲ့တာပါမဟုတ်ရင်ကျမရဲ့ပထွေးဦးလေးကအားလုံးကိုတိမ့်ပိုက်သွားမှာ
ငါရှိနေသွေးတော့မင်းဘာမှစိတ်ပူစရာမလိုဘူးဘာလို့လဲဆိုတော့မင်းအပေါ်ဘလို့အခက်ခဲမှချရောက်မလာစေရဘူးပြီးတော့ငါမင်းနဲ့ဘယ်တော့မှဝေးမသွားဘူးဒါကိုကြားတော့ရှန္ဒနီဟာအယံကိုပျော်ရွှင်သွားပြီးဘေရှနုကိုအိမ်ထဲခေါ်သွားခဲ့ပါတော့တယ်အခုတော့ဘေရှနုဟာအယံကိုပျော်ရွှင်နေပြီးရှန္ဒနီရဲ့အိမ်မှာတထေးတယောက်လိုအေးအေးဆေးဆေးနေထိုင်သွားပါတော့တယ်ပုံမြင်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီပုံမြင်လေးကိုဆုံးထိနားထောင်ပေးကြတဲ့တူတယောက်ရှင်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်